ကြပါတောင်ထဲကအစီထုတ်တဲ့အဲ့လိုအစီထုတ်တယ်နော်မြေချောင်းအဲ့ဒါတောင်တောင်လုံးအဲ့လိုမျိုးပိုက်တယ်ဟိုမှာကျွန်းတူဟိုးအောက်ခြေထိကျွန်းတူပြီးမှဟိုမှာအောက်ခြေထိကျွန်းတူအဲ့ဒါတောင်တောင်လုံးအဲ့လိုမျိုးနော်ဒီတောင်တော့သူတို့ထုတ်ပြီးသားအခုနည်းနည်းပဲကြာတယ်လက်ကျန်အဟောင်းနဲ့ဟိုမှာအဲ့ဒါကျွန်တော်တို့လိုက်ဆူဆန်းမိုးတော့ဒီပိုက်တွေကတော့ခဏရဲ့မြေရှားအစီနဲ့တူစုပ်ထုတ်ပြီးဟိုးအပေါ်မှာပြန်ပြီးမှပေါင်းနေဟာဟုတ်တယ်ဒီရေကတော့တောင်းနေအောက်ခြေကစုထားတဲ့ရေတွေတဲ့ဟိုမှာဟိုအချုပ်ပေါ့နော်ဒါကတော့တောင်နေအများကြီးကစုထားတဲ့ရေတွေနော်ဒီလေနော်တောင်တွေကအစီနစ်တွေကိုထုတ်ထားတဲ့ရေတွေတဲ့ဒါလေလာစူဆိုင်ပါနေပါလေဒီဆက်တယ်နော်အဲ့လိုမျိုးရှားရည်အနေထိုင်နေဟာမြေရှားရည်အနေထိုင်ထားတဲ့ဟာဒီဟာတဲ့လေရည်အမြေကားဆောင်နာအနေထိုင်တာတောင်အောက်ခြေကတောင်အောက်ခြေဟိုမှာကြည့်ငယ်လိုင်းလောင်ကွာတောင်အောက်ခြေဟိုမှာကြည့်တွေ့တောင်အောက်ခြေကရေဟိုမှာကြည့်မြေရှားလိုက်စူးစမ်းလေလာအဲ့လိုမျိုးတိုးကြုံအောင်ကြရမှာကြည့်အဲ့ရေကမြေရှားရေအဖို့တန်ရေတွေပေါ့ကိုဟိုမှာစီးကြနေတဲ့ရေရမြေရှားရေတဲ့ကားဆောက်ခရေတွေစုထားတာအဲ့ရေတွေစုပြီးမှမြေရှားပြန်ယူအစစ်ပေါ့မြေရှားအစစ်ရောက်ပြီတဲ့ဒီကဟိုမြေရှားမရောက်ခင်ဒီလိုမျိုးအနေထိုင်ထားတယ်နော်ကန်ကြီးစင်းနဲ့အဲ့လိုအနေထိုင်ထားကန်3-4ကန်လောက်ရှိအဲ့မှာခုတာအနေထိုင်တတ်တာမြေရှားအစစ်ဖြစ်ပြီတဲ့ဟိုဘက်မှာကန်နေတာအများကြီးပဲဟိုဘက်မှာကန်နေအများကြီးပဲအများကြီးပဲဟိုမှာကန်နေ